ဒီ Zanskar Valley ကနေ Futa Monastery ရောက်ဖို့တော်တော်လေးကိုဒီလိုသွားရတယ်အခုလည်းလမ်းနေရပိတ်နေပြန်ပြီပိတ်တယ်ဆိုတာလမ်းဖောက်နေရမပြီးသေးဘူးအကောင်လုံးကလည်း Futa Monastery ကိုသွားမယ်ဆိုရင်ညွှန်လိုက်တယ်ဆိုတော့တော်တော်လေးလည်းမနက်9 နာရီတည်းထွက်လာတာမနက်9 နာရီတည်းထွက်လာတာအခုညနေ9 နာရီထိုးပြီညနေ9 နာရီထိုးပြီမရောက်သေးဘူးဒါ Monastery ကိုသွားတဲ့လမ်းကပေါက်လားမပေါက်လားလမ်းကြောင်းကတော့မေးမှရမယ်အချိန်ကြီးရှိနေပါတယ်ဒီဒါ Monastery ကိုဒါအခုဒီအောက်ကနေဆင်းရမှာပေါ့နော်လမ်းကဖောက်နေတာမပြီးသေးဘူး trekking လမ်းကြောင်းကဟိုဘက်တောင်ကျောပေါ်ကနေတက်သွားရတယ်အဲ့နေရများတယ်ပေါ့နော်ဒီကောင်ကတော့အခုလမ်းဖောက်နေတဲ့ဟာကိုပဲလမ်းမပြီးတဲ့လမ်းဆိုတော့အောက်ကနေပဲကိုယ့်ဘာကိုကြုံတယ်လို့သွားရမှာပေါ့နော်ဒီမြစ်ကကြတော့ Zanskar မြစ်အမြစ်အစုံဟိုဘက်တောင်ကျောမှာဖုံးကြောင်ရှိရဆိုတော့ဒီမြေပြိုနေတဲ့လမ်းကြီးကိုရှောက်ရမှာပေါ့နော်ဒီလိုလမ်းနေတော့ပါတယ်ဟုတ်ကဲ့ဒီလိုလမ်းလေးတွေကိုတက်ရပါတယ်โอเคနောက်လမ်းနေတော့မြင်တဲ့အတိုင်းပဲလမ်းနေတော့မြင်တဲ့အတိုင်းပါပဲဒီစားပြီးဆင်းရပါတယ်Gile Gate of Himalayan လို့ခေါ်တဲ့ဒီနေရာလေးကအပြင်မှာဆိုရင်ပို့ပြီးတော့လှတယ်ပေါ့နော်အခုဒီမြင်နေရတာက Zanskar တောင်ကျောနဲ့ Zanskar မြစ်ပါဒါကလေတော်တော်ရှိရဟိုလက်ထက်ထိရောက်တယ်ပေါ့ဒီ Zanskar မြစ်ကလေပြီးတော့အိမ်တူမြစ်နဲ့သွားဆုံသွားတယ်ဒါကတော့သွားတဲ့လမ်းမှာဒီMonasteryရောက်ဖို့တောင်ကြားရတယ်ချက်လာဒီခွေလေးကနေကြောင်းFuta Monasteryရဲ့ဟိုရပါပြီဒါတော့ခုမြင်နေရတဲ့နေရာက Zanskar River စီးဆင်းတဲ့နေရာပေါ့နော်Gate of Himalayan လို့လည်းခေါ်ကြတယ်ဒီဟာ Zanskar မြစ်ရေကလေအပြစ်မှာဆိုရင်ပိုကြည့်ပြီးပိုလှတယ်တရားဖုံးအယောင်ကြောင့်နည်းနည်းလေးဖြူသလိုဖြစ်နေတာပေါ့နော်ဒါကတော့အခုမြင်နေရတာလာမတို့နေထိုင်ခဲ့တဲ့ဒီနှစ်ပေါင်း2500ကျော်က Futa Monastery ပေါ့နော်တကယ်ကိုရှေးကြတဲ့ဘုန်းကြီးကျောင်းကြီးပါဦးဒီထဲမှာဆိုလို့ရှိရင်ဒီပဒန်စာတွေကြောက်စာတွေအများကြီးထားတာကိုက်ကရှင်းပြနေတာပေါ့နော်ကာသမာရှင်းပြနေတာThis language is Sanskrit. Yeah. Sanskrit translate. This one is Sanskrit. Yes. Translate to Tibetan Buddhist. Language. Tibetan language. It is a Buddhist language. Yeah, Buddhist language. Okay. ဒီဘက်ရောက်သွားတဲ့အချိန်မှာလုံးဝတခြားကဘာတစ်ခုရောက်သွားသလိုပေါ့နော်။ तू ကလုံးဝ
secret place တခုမှရှိနေတယ်လို့မျိုးခံစားရတယ်အကုန်လုံးကကြောက်ဆောင်နေထက်ထက်ကာထားပြီးတော့ဒီဖုံးကြောင်ကိုမြင်ရဖို့ဆိုတာလေတနားကြီးလောက်လမ်းလျှောက်လာရတယ်ပေါ့ခုနကားနေရနေဆိုလို့ရှိရင်အပေါ်တက်ဖို့လည်းနောက်ထပ်တနားကြီးလောက်ချိန်ပေးရအောင်မှထပ်ပြီးတော့အောက်မှာစီးဆင်းနေတာတော့ Zanskar မြစ်ပေါ့နော်တကယ်ကိုအံ့အားသင့်ဖွယ်ကောင်းပြီးတော့တကယ်ကိုမှရှေးကြတဲ့နှစ်ပေါင်း2500ကျော်ကဖုံးကြောင်ပေါ့နော်တကယ်လို့ Zanskar Valley ရောက်ရင်လည်းဒီနှစ်ပေါင်း2500ကျော်က Futa Monastery ကိုလာရောက်လည်ပတ်ဖို့အတွက်ဒီကနေပဲပြောလိုက်ပါရနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်